ဖြစ်လာစေခြင်းစိတ်ရဲ့အလုပ်လူတယောက်ရဲ့စိတ်ကဘာလို့မဆိုစိတ်ကူးပုံဖော်နိုင်ပြီးယုံကြည်မယ်ဆိုရင်အဲ့ဒါကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ပါတယ်လို့နပိုလီယန်ဟေးစ်ကပြောထားပါတယ်။တင်းရဲ့ရည်မှန်းချက်တွေကိုလက်တွေ့ဖြစ်လာအောင်ကြိုးစားတဲ့အခါမြင်မာတဲ့တုန်ခါမှု high vibration ကိုထိန်းသိမ်းထားဖို့အရေးကြီးပါတယ်။ခံစားချက်တွေဟာတစ်ခုနဲ့တစ်ခုတူညီတဲ့အခြေခံပေါ်မှာပြန်လည်တက်ရောက်လာတာဖြစ်လို့ဒီစာအုပ်ရဲ့ရှေ့ပိုင်းကဏ္ဍတွေမှာသင်လေ့လာခဲ့သမျှအရာအားလုံးကိုကျွမ်းကျင်ပိုင်နိုင်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့တန်တရားဖြစ်เสียမလိုတာကတော့လက်တွေ့ဖြစ်လာစေခြင်း manifestation နဲ့ပတ်သက်လာရင်သင်ရဲ့ယုံကြည်မှုတွေကအခြေခံအကျဆုံးဖြစ်ပါတယ်။အကယ်၍သင်ကတစ်စုံတစ်ခုကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီအရာကိုသင်ဘဝမှာမြင်တွေ့ရဖို့ခဲမှလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေအရေးပါပုံနဲ့အဲ့ဒါတွေကကျွန်တော်တို့ရဲ့လက်တွေ့ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကိုချိန်ပေးပြီးလေ့လာကြည့်ကြရအောင်။အပြုသဘောဆောင်သောအတွေးခေါ်ရဲ့အရေးပါအပြုသဘောဆောင်တဲ့အတွေးခေါ်ဆိုတာသင်ကိုကန့်သက်ပိတ်ပင်ထားတဲ့အကြံဉာဏ်တွေဖြတ်သင်ကိုခွန်အားပေးနိုင်တဲ့အကြံဉာဏ်တွေကိုရွေးချယ်တဲ့လုပ်ရဖြစ်ပါတယ်အပြုသဘောဆောင်တဲ့စိတ်ထားကအပြုသဘောဆောင်တဲ့ဘဝကိုပေးစွမ်းနိုင်တယ်ဆိုတာကျွန်တော်တို့တေချာပေါက်သိပါတယ်ဒီဖော်ပြချက်ကိုနက်နဲတဲ့ဆက်ဆက်မှုတွေမပါဘဲတသက်ရှင်းရှင်းယုတ်တိဗေဒရှုထောင့်ကနေစမ်းစစ်ကြည့်အောင်အကယ်၍သင်ကတစ်ခုခုကိုအစိုးမြင်စိတ်နဲ့ကြည့်နေမယ်ဆိုရင်အဲ့ဒီအရာကတစ်ချိန်တည်းမှာဘယ်လိုလုပ်ပြီးအကောင်းမြင်စရာဖြစ်နေလဲဒါကြောင့်အစိုးမြင်တဲ့ခံယူချက်ကနေဘဝကိုအကောင်းမြင်တယ်လို့ဘယ်လိုလုပ်ပြီးအကဲဖြတ်နိုင်ပါလဲအပြုသဘောဆောင်တဲ့စိတ်ထားကအနှုတ်လက္ခဏာအဆောင်နဲ့အစိုးမြင်တဲ့စိတ်ထားထက်ပိုပြီးကြီးမြတ်ပါတယ်အပြုသဘောဆောင်တဲ့အတွေးခေါ်ဆိုတာကျွန်တော်တို့ကိုနှောင့်နှေးစေမယ့်အစားပံ့ပိုးပေးမဲ့အတွေးတွေနဲ့လုပ်ရက်တွေကိုရွေးချယ်တဲ့လုပ်ရက်ဖြစ်ပြီးတော့ဘယ်လိုအခြေအနေမှာမဆိုအကောင်းဆုံးရလဒ်ကိုဆောင်ကျဉ်ပေးပါတယ်ဥပမာအဖြစ်ခရစ်ကက်ရဲသူတယောက်ဟာနောက်ဆုံးတစ်လုံးမှာပွဲနိုင်ဖို့အတွက်6မှတ်လိုအပ်နေတယ်ဆိုတော့အကယ်၍သူကကြောက်ရွံ့နေပြီးပွဲနိုင်ဖို့အတွက်6မှတ်ရအောင်မရိုက်နိုင်မှုယုံကြည်နေရင်သူကကြိုးစားကြည့်ဖို့တော့ဖြစ်နိုင်ခြင်းမရှိတော့ပဲအောင်မြင်မှာမဟုတ်ပါဘူးဒါသူယုံကြည်မှုပါပဲဒါပေမဲ့အဲ့ဒီ6မှတ်ကိုရိုက်နိုင်တယ်ဆိုတဲ့ခွန်အားဖြစ်စေတဲ့အတွေးမျိုးကိုရွေးချယ်မယ်ဆိုရင်သူကြိုးစားကြည့်လိမ့်မယ်အောင်မြင်မှုအခွင့်အလမ်းလည်းရှိလာပါလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်ရိုက်တဲ့သူကတော့ဘိုးတိုင်းထိပြီးထွက်သွားရနိုင်ပါတယ်ဒါပေမဲ့စိတ်နေစိတ်ထားကတော့ကွာခြားသွားပြီခွန်အားဖြစ်စေတဲ့အတွေးကဖြစ်နိုင်ခြေတစ်ခုကိုဖန်တီးပေးပြီးတော့ကန့်သက်ပိတ်ပင်တဲ့အတွေးကတော့သူ့ရဲ့အခွင့်အလမ်းတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်မင်းဒါကိုမလုံနိုင်ဘူးဆိုတဲ့အစိုးမြင်အတွေးမျိုးကရည်မှန်းချက်အောင်မြင်မှုခြေလှမ်းတာကနေသင်ကိုစိတ်ပြက်အာရုံစေပါလိမ့်မယ်တိကျထင်ရှားတာကတော့သင်ဟာဒီရည်မှန်းချက်ကိုအောင်မြင်ဖို့ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မယ်မင်းဒါကိုလုံနိုင်တယ်ဆိုတဲ့အကောင်းမြင်အတွေးမျိုးကတော့သင်ကိုစူးစမ်းခွင့်ပြုစေပြီးတော့သင်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ပိုကြီးမားတဲ့အခွင့်အလမ်းကိုပေးပါလိမ့်မယ်အတွေးတစ်ခုကသင်ကိုကန့်သက်ထားပြီးတော့နောက်အတွေးတစ်ခုကသင်လိုချင်တဲ့အရာစီကိုပုံနည်းဆောင်ရွှေ့ပေးပါတယ်။အစုံတစ်ခုကိုမဖြစ်နိုင်ဘူးလို့ယုံကြည်နေတာဟာသင်ကအောင်မြင်မှုအတွက်အတားအဆီးတွေအပေါ်မှာပဲအာရုံစိုက်လွန်းနေလို့ဖြစ်ပါတယ်။ကလေးတစ်ယောက်ဟာသူဟာထိတ်တန်းအဆင့်ဘောလုံးမကစားနိုင်ဘူး။ဒါကြောင့်သူ့ရဲ့အိမ်မက်ကိုလက်လျှော့ခြင်းတယ်လို့ပြောခဲ့တာကိုကျွန်တော်မှတ်မိတယ်။သူကသူ့ရဲ့ဘဝကိုကြည့်ပြီးတော့အဲ့ဒီအလုပ်ကလက်တွေ့မကျဘူးလို့မြင်တဲ့အတွက်အဲ့ဒါကိုယုံကြည်ဖို့အကြောင်းပြချက်မရှိခဲ့ဘူး။သူရက်နေတဲ့နေရာကကျင့်အဲ့ဒါမဖြစ်နိုင်ဘူးလို့ထင်ရတယ်။သူ့ရဲ့တငယ်ချင်းကတော့အရေးချင်းအဆင့်တူပေမဲ့လုံးဝဆန့်ကျင်ပန်းစိတ်နေစေတာရှိတယ်။အဲ့ဒီပိုပြီးအကောင်းမြင်တဲ့လူငယ်လေးကိုသူဘာကြောင့်ထိတ်တန်းအဆင့်ကိုတက်လှမ်းနိုင်မယ်လို့ယုံကြည်တာလဲလို့ကျွန်တော်မေးတဲ့အခါမှာသူကတခြားဘုံလုံးသမားတွေနဲ့သူတို့ရဲ့အောင်မြင်မှုဇာတ်လမ်းတွေအကြောင်းကျွန်တော်ပြောပြတယ်။သူကမဖြစ်နိုင်ခြင်းပေါ်အာရုံမစိုက်ပဲဖြစ်နိုင်ခြင်းအပေါ်မှာအာရုံစိုက်တဲ့အတွက်အဲ့ဒီအလုပ်ကလက်တွေ့ကျတယ်လို့မြင်တယ်။ကျွန်တော်ကတော့ကိုယ့်ကိုယ်မျှော်လင့်ချက်ပေးဖို့နဲ့ကျွန်တော်ရဲ့ရှုထောင့်ကိုပြောင်းလဲဖို့ဒါကိုအမြဲတမ်းလုပ်လို့ရှိတယ်။ကျွန်တော်မှအိမ်မရှိခဲ့စဉ်တုန်းကအခုကျွန်တော်အောင်မြင်ခဲ့တဲ့အရာအတော်များများလက်တွေ့မကျတဲ့လို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့ဘဝကိုခက်ခက်ခဲခဲစတင်ခဲ့ရပေမဲ့မယုံနိုင်စရာကောင်းတဲ့အရာတွေကိုဆက်လက်အောင်မြင်ခဲ့တဲ့လူတွေစီကနေကျွန်တော်ခွန်အားရခဲ့ပါတယ်။သူတို့တောင်လုံနိုင်ငါဘာလို့မလုံနိုင်ရမှာလဲလို့ကျွန်တော်ဘာသာပြန်ပြောခဲ့ပါတယ်။နောက်ဆုံးမှာကျွန်တော်ကမလုံနိုင်တဲ့အရာတွေအစားလုံနိုင်တဲ့အရာတွေအပေါ်အာရုံပြောင်းလိုက်တယ်။ကမ္ဘာပေါ်ကကြီးကျယ်တဲ့အောင်မြင်မှုတိုင်းဟာဒါကဖြစ်နိုင်တယ်ဆိုတဲ့အကြံဉာဏ်ကနေကြီးထွားလာတာဖြစ်ပါတယ်။သင်ရဲ့အတွေ့အတိုင်းဟာသင်ကိုရှေ့သို့တိုးတက်စေဖို့ကူညီပေးနေတာဒါမှမဟုတ်သင်ကိုနောက်ပြန်ဆွဲထားတာနှစ်ခုတည်းကတစ်ခုခုဖြစ်ပါလိမ့်မယ်။အပြုသဘောဆောင်တဲ့အတွေ့အခေါ်ဆိုတာသင်ကိုရှေ့သို့တိုးတက်စေမယ့်အရာကိုပို့ပြီးနှစ်သက်သဘောကျခြင်းဖြစ်ပါတယ်။သင်ကိုနှောင့်နှေးစေမယ့်အစားပံ့ပိုးပေးနိုင်မှုအတွက်သင်ရဲ့အတွေ့အကြုံကိုပြောင်းလဲဖို့နဲ့သင်ရဲ့ယုံကြည်မှုတွေကိုပုံဖော်ဖို့ဘယ်တော့မှနောက်မကျသေးပါဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကဒန်သတိကဗေဒပညာရှင် Immanuel Kant ကကျွန်တော်တို့ရဲ့အတွေ့အကြုံအားလုံးအယောင်တွေခံစားမှုတွေနဲ့ရာဝတ္ထုတွေအပါအဝင်ပေါ့ဒါတွေကကျွန်တော်တို့စိတ်ထဲကပုံဖော်တင်ပြချက်တွေသာဖြစ်တယ်ထောက်ပြတယ်လက်တွေ့ဘဝဆိုတာတဝူချင်းစီအမြင် perception ပေါ်မှာအခြေခံထားတာဒါကိုစဉ်းစားကြည့်ပါအကယ်၍သင်ကမတူညီတဲ့လူတရားကိုကြောက်တုံးကြီးတုံးအကြောင်းဖော်ပြခိုင်းမယ်ဆိုရင်လူတစ်ယောက်ကမတူညီတဲ့နည်းလမ်း5မျိုးနဲ့ဖော်ပြကောင်းဖော်ပြနိုင်ပါတယ်အဲ့ဒီအခါမှာကြောက်တုံးမတူညီတဲ့900ရှိတယ်လို့တစ်စုံတစ်ယောက်ကယုံကြည်သွားနိုင်တယ်တကယ်တမ်းတော့အဲ့ဒါကကြောက်တုံးတစ်တုံးလေးကိုပဲမတူညီတဲ့နည်းလမ်း900နဲ့ရှုမြင်ကြတာပါကျွန်တော်တို့ရဲ့ကမ္ဘာလောကအပေါ်အမြင်ဟာကျွန်တော်တို့ရဲ့ယုံကြည်မှုတွေအမြင့်တွယ်နေပါတယ်မသိစိတ်ကိုနားလည်ခြင်း understanding the subconscious mind သင်ရဲ့ယုံကြည်မှုတွေအတွက်သင်ရဲ့မသိစိတ် subconscious mind မှာတာဝန်ရှိသင်ခံစားသိရှိသမျှအရာအလုံးဟာသင်ရဲ့မသိစိတ်ထဲမှာအမှန်တရားအဖြစ်သင်လက်ခံထားတဲ့အရာတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်သိစိတ် subconscious mind ကတွေးတောပြီးတော့မသိစိတ်ကစုပ်ယူပါတယ်သင်ရဲ့သိစိတ်ကဥယျာဉ်တစ်ခုဆိုရင်သင်ရဲ့မသိစိတ်ကမျောစာကောင်းတဲ့မြည်လွှာနဲ့တူပါတယ်အောင်မြင်မှုနဲ့ကြာရှုံးမှုမျိုးစစ်နှစ်ခုလုံးကိုဒီမြေထဲမှာစိုက်ပျိုးနိုင်ပြီးမသိစိတ်ကခွဲခြားမှုမရှိဘဲလက်ခံပါတယ်သင်ရဲ့သိစိတ်ကဥယျာဉ်မှုအဖြစ်ဘယ်လိုမျိုးစစ်တွေကျဲမလဲဆိုတာကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ကန့်သက်ပိတ်ပင်တဲ့အတွေးခေါ်တွေဟာမသိစိတ်ထဲမှာချိန်ကျဲချခံနေရတဲ့အတွက်အမြင့်တွယ်နေတတ်ကြပါတယ်လောကကြီးရဲ့ဆူညံတန်တွေကိုတစ်ချိန်လောက်ပိတ်ထားလိုက်မယ်ဆိုရင်သင်မလုံးနိုင်တဲ့အရာဘာမှမရှိဘူးဆိုတော့သင်သိမြင်လာပါလိမ့်မယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာအလုပ်အနည်းဆုံးလုပ်ရအောင်အလိုအလျောက်မောင်းနှင်စနစ် auto pilot နဲ့လှုပ်ဆောင်မှုပုံဖော်ထားတာကြောင့်တတိမရှိရင်အကျင့်ဟောင်းတွေထဲမှာပဲပိတ်မိနေတတ်ပါတယ်အတွေးတွေရဲ့အလွန်ကိုသွားခြင်း going beyond thoughts သင်ဟာသင်ရဲ့အတွေးတွေမဟုတ်ပါဘူးသင်ဟာအတွေးတစ်ခုချင်းစီကိုစောင့်ကြည့်နေသူသာဖြစ်ပါတယ်ဤမူအရငါစိတ်ဆိုးနေတယ်လို့တွေးမဲ့အစားအဲ့ဒီတွေးတဲ့ခံစားချက်ကိုသတိပြုမိနေသူအဖြစ်ကြင့်ကြံခြင်းဖြင့်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ပါတယ်ဖြစ်တစ်ခုကိုကျွန်တော်တို့ဘယ်လိုရှုမြင်တယ်လဲဆိုတာကကျွန်တော်တို့ဘယ်လိုခံစားရမလဲဆိုတာကိုဆုံးဖြတ်ပါတယ်ဖြစ်ရတွေဟာကြားနေ natural ဖြစ်ပေမဲ့ကျွန်တော်တို့ကအကောင်းအဆိုးတစ်စိတ်ကတ်ကြတာပါတရားထိုင်ခြင်း meditation ဟာအတွေးတွေကိုသတိနဲ့စောင့်ကြည့်နိုင်မှုအတွက်အားကောင်းတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်သင်ရဲ့ပန်းနိုင်ကအစိုးမြင့်အတွေးတွေကိုဖယ်ရှားပစ်ဖို့မဟုတ်ပဲဒီအတွေးတွေအပေါ်သင်ရဲ့တုံ့ပြန်ပုံကိုပြောင်းလဲဖို့ပဲဖြစ်ပါတယ်အတွေးတစ်ခုတည်းကသာအရာအလုံးကိုပြောင်းလဲစေနိုင်တယ် One thought is all it takes သင်ဟာပုံမကောင်းမွန်တဲ့ရလဒ်တစ်ခုရရှိဖို့အတွက်အပြုသဘောဆောင်တဲ့အတွေးတစ်ခုတည်းနဲ့သာဝေးကွာနေတာပါသင်ချာနဲ့ယူဘဗေဒမှာ Charles theory သို့မဟုတ် butterfly effect ဆိုတာရှိအစာပိုင်းမှာတင်းခဲ့တဲ့ပြောင်းလဲမှုတစ်ခုကနောက်ပိုင်းမှာကြီးမားပြီးခံမှန်းလို့မရတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ထို့အတူပဲကျွန်တော်တို့ဟာအတွေးတစ်ခုကိုအပြုသဘောဆောင်တဲ့ဘက်ကိုပြောင်းလဲပြီးအဲ့ဒါကိုတကယ်ယုံကြည်လိုက်ရင်ကမ္ဘာလောကကြီးအပေါ်မြင်တဲ့အမြင်တစ်ခုလုံးပြောင်းလဲသွားပြီးရလဒ်တွေကိုပါပြောင်းလဲစေနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုထိန်းချုပ်ဖို့မလွယ်ကူပေမဲ့ကျွန်တော်တို့ရဲ့အတွေးတွေကိုတော့ထိန်းချုပ်နိုင်ပါတယ်။သင်ရဲ့ယုံကြည်မှုတွေကိုပြောင်းလဲခြင်း changing your beliefsယုံကြည်မှုတွေကိုချက်ချင်းပြောင်းလဲဖို့ဆိုတာမလွယ်ကူပါဘူး။ပထမအဆင့်မှာသင်ပြောင်းလဲခြင်းတဲ့အဓိကယုံကြည်မှုတွေကိုဖော်ထုတ်ပါ။ဒုတိယအဆင့်မှာအဲ့ဒီယုံကြည်မှုတွေရဲ့ခိုင်လုံမှုကိုပြန်လည်မေးခွန်းထုတ်ပါ။အများစုဟာငယ်စဉ်ကတည်းကဘဝဆိုတာဒီအတိုင်းပဲငါတို့မှထိန်းချုပ်လို့မရဘူးဆိုတဲ့အတွေးတွေနဲ့ပုံဖော်ခံခဲ့ရတာပါ။ဒါပေမဲ့ဒီယုံကြည်မှုတွေကိုပေးခဲ့သူတွေဟာသင်ဖြစ်ချင်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတာကိုသတိပြုမိတဲ့အခါအဲ့ဒီယုံကြည်မှုတွေကိုစတင်မေးခွန်းထုတ်နိုင်လာမှာဖြစ်ပါတယ်။ဒုတိယအဆင့်မှာအဲ့ဒီယုံကြည်မှုတွေခိုင်လုံမှုကိုပြန်လည်မေးခွန်းထုတ်ပါကျွန်တော်တို့ရဲ့လက်ခံထားတဲ့ယုံကြည်မှုအတော်များများဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်တွေးရှိချက်တွေမဟုတ်ကြပါဘူးအဲ့ဒါတွေဟာကျွန်တော်တို့ကိုလက်ဆင့်ကမ်းပေးရခဲ့တာတွေဖြစ်ပါတယ်ဥပမာအားဖြင့်လူတော်များများဟာဘဝဆိုတာဒီအတိုင်းပဲငါတို့မှထိန်းချုပ်လို့မရဘူးဆိုတဲ့ယုံကြည်ချက်နဲ့ကြီးပင်းလာကြတာပါဒါပေမဲ့ဒီယုံကြည်ချက်ကိုဘယ်သူကပေးခဲ့တာလဲသင်ရဲ့မိဘတွေလားဆရာဝန်တွေလားဒါမှမဟုတ်တငယ်ချင်းတွေလားအရေးကြီးတဲ့မိကုန်းကဒီယုံကြည်မှုကိုပေးခဲ့တဲ့သူတွေဟာငါဖြစ်ချင်တဲ့ပုံစံမျိုးငါရချင်တဲ့အောင်မြင်မှုမျိုးကိုပိုင်ဆိုင်ထားတဲ့သူတွေလားဆိုတာပဲအကယ်၍သူတို့ကိုယ်တိုင်ကသူတို့ဘဝကိုထိန်းချုပ်နိုင်စွမ်းမရှိပဲရှင်သန်နေကြတာဆိုရင်သူတို့ရဲ့အမြင်ကဘာကြောင့်သင်အတွက်အမှန်တရားဖြစ်ရမှာလဲသင်ရဲ့ယုံကြည်မှုဟောင်းတွေကိုစိန်ခေါ်မှုအတွက်တက်တည်ကိုရှာပါသင်မလုံးနိုင်ဘူးလို့ထင်ထားတဲ့အရာကိုလုံးပြထားတဲ့သူတွေရဲ့ပုံစံတွေကိုကြည့်ပါ
အဲ့ဒီအခါမှာသင်ရဲ့မသိစိတ်ကသူတို့လုံနိုင်ငါလည်းလုံနိုင်တာပဲဆိုတဲ့အချက်ကိုစတင်လက်ခံလာပါလိမ့်မယ်အပြုသဘောဆောင်သောအတည်ပြုချက်များကိုထပ်ခါရွတ်ဆိုခြင်းအတည်ပြုချက်များဆိုတာသင်ရဲ့မသိစိတ်แท้ကိုမျိုးစေ့ချပြီးတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်သင်ရဲ့အတွေ့အကြုံကိုပြောင်းလဲဖို့အထီးရောက်ဆုံးနည်းလမ်းတစ်ခုကတော့အပြုသဘောဆောင်တဲ့အတည်ပြုချက်တွေကိုအသုံးပြုတာဖြစ်ပါတယ်အတည်ပြုချက်ဆိုတာသင်ဖြစ်ချင်တဲ့အခြေအနေဒါမှမဟုတ်သင်ပိုင်ဆိုင်ခြင်းတဲ့အရေးချင်းတစ်ခုကိုလက်ရှိဖြစ်ပျက်နေတယ်လို့မျိုးပစ္စုပန်ကာလနဲ့ရွတ်ဆိုတာဖြစ်ပါတယ်အသုံးအများဆုံးနဲ့အားအကောင်းဆုံးအတည်ပြုချက်တွေဟာငါဟာဆိုတဲ့စကားလုံးနဲ့စတင်ပါတယ်ငါဟာယုံကြည်မှုအပြည့်ရှိသူဖြစ်တယ်ငါဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်သူဖြစ်တယ်ငါဟာအောင်မြင်ဖို့လမ်းကြောင်းပေါ်မှာရှိနေတယ်သင်ကတစုံတစ်ခုကိုထပ်ခါပြောဆိုတဲ့အခါသင်ရဲ့သိစိတ်ကအစာပိုင်းမှာညင်းပယ်ကောင်းညင်းပယ်နိုင်ပေမဲ့အချိန်ချင်းကြားရတဲ့အခါမှာတော့မသိစိတ်ကဒါကိုအမှန်တရားအဖြစ်စတင်လက်ခံလာပါတယ်အတည်ပြုချက်တွေဘယ်လိုအလုပ်တယ်လဲ How affirmation work ကျွန်ုပ်တို့ရဲ့စိတ်ဟာရေဒီယိုလိုင်းတစ်ခုလိုပါပဲသင်ကအစိုးမြင်တဲ့စကားလုံးတွေကိုပဲကိုပြန်ပြောနေမယ်ဆိုရင်သင်ရဲ့တုန်ခါမှုနှုန်းကနှိမ့်ကျနေပါလိမ့်မယ်အတည်ပြုချက်တွေကသင်ရဲ့စိတ်ကိုမြင်မာတဲ့တုန်ခါမှုနှုန်း high vibration စီကိုပြန်လဲချိန်ညှိပေးပါတယ်အဓိကတော့ချက်ကတော့ယုံကြည်မှုနဲ့ခံစားချက်ပါစကားလုံးတွေကိုအတိတ်ပဲမရှိပဲရွတ်ဆိုနေုံနဲ့မလုံလောက်ပါဘူးအဲ့ဒီစကားလုံးတွေကဖော်ပြတဲ့ခံစားချက်ကိုသင်တကယ်ခံစားရပါမယ်သင်ကငါဟာချမ်းသာကြွယ်ဝသူဖြစ်တယ်လို့ပြောနေချိန်မှာစိတ်ထဲကဆင်းရဲမှုကိုပဲအာရုံစိုက်နေရင်အတည်ပြုချက်ကအလုပ်ဖြစ်မှာမဟုတ်အဲ့ဒီစကားလုံးတွေရဲ့စွမ်းအင်သင်တကယ်ယုံကြည်လက်ခံမှုလိုအပ်ပါတယ်မိမိကိုယ်စွမ်းအားမြင့်တင်ခြင်းသင်ဘဝရဲ့တာဝန်ကိုသင်ကိုယ်တိုင်ယူလိုက်တဲ့အခါသင်ဟာကိုယ်စွမ်းအားမြင့်တင်ရရောက်ပါတယ်လောကကြီးမှာသားကောင်တယောက်လိုပြုမှုနေတာကိုရပ်တန့်ပါငါမှအခွင့်အရေးမရှိဘူးသူတို့ကြောင့်ငါဒီလိုဖြစ်ရတာဆိုတဲ့အတွေးတွေဟာသင်ရဲ့စွမ်းရည်တွေကိုတခြားသူတွေလက်ထဲထိုးအပ်လိုက်တာနဲ့တူပါတယ်သင်မှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်သင်ရဲ့တိတ်ကဘယ်လိုပဲဖြစ်ခဲ့ပါစေသင်ရဲ့အနာဂတ်ကိုတော့ယခုလက်ရှိသင်ပြုလုပ်တဲ့အတွေးတွေနဲ့လုပ်ရက်တွေကသာဆုံးဖြတ်မှာပါသင်ဟာသင်ဘဝရဲ့ foundation creator ဖြစ်တယ်ဆိုတာကိုလက်ခံယုံကြည်လိုက်ပါသင်ကိုယ်တိုင်ကသာသင်ဘဝရဲ့ဇာညွှန်းကိုရေးသားသူဖြစ်ပါတယ် final thought အနေနဲ့ပြောရင်သင်ရဲ့စိတ်ကိုအကောင်းမြင်တဲ့ဘက်ကိုပြောင်းလဲဖို့ကြိုးစားတာဟာတရားထဲနဲ့ဖြစ်လာမယ့်အရာမဟုတ်ဘူးဒါဟာနေ့စဉ်လေ့ကျင့်ခန်းတစ်ခုလိုပဲဒါပေမဲ့သင်ကမဆုံးမနစ်ကြိုးစားမယ်ဆိုရင်သင်ရဲ့လက်တွေ့ဘဝသင်ရဲ့စိတ်ကူးတွေအတိုင်းလိုက်ပါပြောင်းလဲတာကိုမလဲမသွေတွေ့မြင်ရမှာဖြစ်ပါတယ်